ကလေးတို့ရေဘွားဒီနေ့ပုံမြင်လေးတစ်ပုဒ်ပြောပြမယ်နော်ပုံမြင်လေးကတော့ကျင်စရိုက်မတူတဲ့ညီကိုနှစ်ယောက်အကြောင်းပေါ့ကွယ်ညီလေးနာမည်ကမောင်ကျိုးသားလို့ခေါ်ပြီးကိုနာမည်ကတော့ကိုချိန်ဆွဲလို့ခေါ်တယ်ကွယ်မောင်ကျိုးသားလေးကလုံလဝရိယရှိတဲ့သူလေးပေါ့သူဟာအလုပ်တွေကိုချိန်စရာဆွဲပြီးစနစ်တကျလုပ်တတ်တယ်သူ့ရဲ့ဆောင်ပုဒ်ကတော့ယနေ့လုပ်ငန်းယနေ့ပြီးအောင်လုပ်ဆိုတဲ့ဆောင်ပုဒ်လေးပေါ့ကွယ်ကိုချိန်ဆွဲရတော့သူ့နာမည်နဲ့အလွန်လိုက်ဖက်တဲ့သူလေးပေါ့ဘာအလုပ်ကိုပဲလုပ်လို့ပေါ့ဆဆနဲ့ချိန်ဆွဲပြီးပြင်းရည်နေတတ်တယ်သူ့မှာလည်းဆောင်ပုဒ်ရှိတယ်နောက်မှလုပ်ပါချိန်တွေအများကြီးရှိပါတယ်ဆိုတဲ့ဆောင်ပုဒ်ပေါ့ကွယ်တနေ့ကျတော့သူတို့ရဲ့အဖိုးဖြစ်သူကညီနှစ်ယောက်စလုံးကိုခေါ်လိုက်တယ်ခြံထဲမှာရှိတဲ့မြက်ပင်တွေကရှည်ပြီးများလဲများနေတော့ရှင်းခိုင်းတာပေါ့ကွယ်အဖိုးစကားကြားတာနဲ့မောင်ကျိုးသားလေးကချက်ချင်းပဲဟုတ်ကဲ့ဖိုးကျွန်တော်အခုပဲမြက်ရိုင်းနေရှင်းလိုက်ပါမယ်လို့ပြောလိုက်တယ်ဒါပေါက်ပြားတွေယူပြီးစနစ်တကျနဲ့ကြိုးစားရှင်းလင်းလုပ်တော့တာပဲကိုချိန်ဆွဲရတော့ဘာမှမလုပ်ပဲမျက်ရှင်းနေတဲ့မောင်ကျိုးသားလေးကိုကြည့်ပြီးလောင်ပြောင်နေတဲ့ဟေးမောင်ကျိုးသားအဲ့လောက်အရေးတကြီးလှုပ်เสียလို့လားကွာနေကင်းကြမှာလုံလဲပြီးတာပဲဟုငါကတော့အလုပ်လုပ်ဖို့အာယူလိုက်အောင်မယ်ဟေးလို့ပြောပြီးတပင်ရိပ်မှာလှဲအိမ်နေတဲ့ကွယ်မြေလေကင်းရောက်တော့လဲမျက်ရှင်းမှုမေ့သွားပြီးတငယ်ချင်းတွေနဲ့ကစားဖို့ထွက်သွားလိုက်တာကြာကြီးပဲတဲ့မောင်ကျိုးသားလေးကတော့သူ့အကျင့်အတိုင်းပဲမနာမနေအချိန်ယူပြီးစနစ်တကျရှင်းလင်းလိုက်တာတနာရီဝဲလောက်လဲကြာရောသူရှင်းရမယ့်အပိုင်းတွေကပြီးစီးသွားတဲ့တတောင်တတနာယူရင်ပုံပြင်စာအုပ်လေးထိုင်ဖက်နေတာပေါ့ကွယ်ညနေရောက်လို့ဖိုးကသူတို့နှစ်ယောက်ရှင်းလင်းထားတဲ့မျက်ခင်းတွေကိုလာကြည့်တယ်ကွယ်မောင်ကျိုးသားလေးရဲ့နေရာကတက်ရက်တန့်ရှင်းနေပြီးကိုချိန်ဆွဲရဲ့နေရာကတော့မရှင်းရသေးလို့မြေရိုင်းနေနဲ့ချုပ်ပွားနေတော့ပဲပေါ့ကွယ်ဖိုးကကိုချိန်ဆွဲကိုခေါ်ပြီးမီးလေးမင်းမျက်တွေကိုဘာလို့မရှင်းသေးတာတော့ကွာမီးလိုက်ပါလေရောအဲ့ဒီခါကျမှကိုချိန်ဆွဲရလဲအရန်လန့်သွားပြီအဖိုးကျွန်တော်ချက်ချင်းလုပ်ပါမယ်အချိန်ခုမှရလို့ပါခမများလို့အမှန်ကတမ်းပြောလိုက်ရောညရိုင်းတွေကိုကြိုးစားရှင်းမိမဲ့အဖြည်းဖြည်းနဲ့မှောင်စားပြိုးလာတော့တည်တတ်မရှင်းနိုင်တော့ဘူးပေါ့ရှုပ်ကိုက်ချင်းကိုက်ရေကစားဘိုက်ကဟာနဲ့မမလုပ်ရတာပေါ့ကွယ်နောက်ဆုံးမှာတော့မောင်ကျိုးသားလေးကအချိန်ယူပြီးတနေ့တကြနဲ့တန်ရှင်းလေးလုပ်လိုက်တဲ့အခါကျတော့လုံလဲစောပြီးသွားတယ်ဖိုးဆူချတဲ့အမုံဘိုးလေးရတယ်တတောင်တအေးစီနဲ့နားယူနိုင်တာပေါ့ကိုကတော့ဟိုလိုဒီလိုနဲ့ချိန်နေဆွဲခဲ့တော့ညဘက်မိုးချုပ်တဲ့အထိဒုက္ခခံပြီးမဖြစ်မနေအလုပ်တွေပြီးအောင်လုပ်ရတော့တာပေါ့ကွယ်အဲ့ဒီညမှာပဲကိုချိန်ဆွဲအတီတရားရသွားတယ်အချိန်ကိုတန်ဖိုးထားပြီးအချိန်နဲ့တပြေးညီလှုပ်ဆောင်ဖို့အရေးကြီးပါလားလို့သင်ခန်းစာကောင်းရသွားတာပေါ့ကွယ်ကလေးတို့လည်းသိကြပြီနော်ဘယ်လုံဆိုနောက်မှလုံမယ်ဆိုပြီးချိန်ဆွဲနေမယ်ဆိုရင်နောက်ဆုံးမှာကိုသာပို့ပြီးဒုက္ခရောက်တတ်တာမို့လုပ်เสียရှိတာချက်ချင်းထားလို့ရမယ်နော်ကလေးတို့ရေဖွားတို့ရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်ပေးဖို့မမေ့ကြနဲ့နော်